မင်္ဂလာပါဗျာကျွန်တော်ဒီဗီဒီယိုကတော့ဒီနေ့တော့ဒီ PNC နည်းနည်းလေး level မြင့်ထားပါနော်ဒီရေးတဲ့နေရာအခြေခံရေးတဲ့နေရာ level မြင့်တာဘာလဲဆိုတော့အရေးပေါ်ခလုတ်တစ်ခုကိုတက်ပြီးတော့မှရေးထားတဲ့အကြောင်းလေးဖြစ်ပါတယ် emergency stop ပေါ့နော်အရေးပေါ်ခလုတ်ကိုသူဘာနဲ့ရေးထားလဲဆိုတော့ NO နဲ့ NC နဲ့ရေးထားပါနော်ဒီမှာကျွန်တော်တို့ဒါအရေးပေါ်ခလုတ်ပါဒါ P00 ပေါ့နော်ဒါခွာဖိထားတဲ့အရေးပေါ်ခလုတ်နှိပ်ထားတဲ့အနေထားပါဒါဆိုရင်ကျွန်တော်တို့ပြန်ဖွင့်ပြန်မနော်လှည့်လိုက်မယ်ဒီကောင်လေးကိုလေလို့မရဘူးဒီကအလှည့်ထားတဲ့အနေထားပါကြည်ပါသူ့ရဲ့အနေထားကဖိလိုက်မယ်ဆိုရင်လွတ်သွားမယ်နော်ဒါဆိုလွတ်သွားရင်အရေးပေါ်ခလုတ်ဖိလိုက်ပြီဆိုရင်လွတ်သွားပြီနော်သူ့ရဲ့ကွန်တက်ကပြန်လှည့်လိုက်မယ်ဆိုရင်ကွန်တက်ပြန်ညှိဒါအရေးပေါ်ခလုတ်သူ့ဘယ်နေရာတွေမှာသုံးမလဲဆိုတော့ဒီကောင်ဆိုရင် step ဒါကတော့ step ပေါ့နော် step stop ဒါအရေးပေါ်ခလုတ်ကိုဒီမှာ memory ပြန်သုံးထားပါဒီမှာဒီကောင် P00 ကအရေးပေါ်ခလုတ်အနေထားဒီမှာ memory ယူသုံးထားပါနော် memory ကနေတစ်ဆင့်ဒီမှာပြန်ခံထားတယ်ခုအရေးပေါ်ခလုတ်ကိုကျွန်တော်တို့ကမနှိပ်ထားတဲ့အနေထားပေါ့နော်မနှိပ်ထားတဲ့အနေထားကိုကျွန်တော် step လုပ်လိုက်မယ် PNC ကို step လုပ်လိုက်မှာနော်စတက်ခလုတ်က P001 ကျွန်တော်အဲ့ဆိုရင်အောက်ပုတ်က P40 ထွက်သွားပြီပေါ့နော်ဒါဆိုရင်စတက်ဖြစ်နေတဲ့အနေထား P stop ဒါဆိုရင်ရက်သွားပြီနော်စတက် stop ဒါစတက်စက်ကတော့ဖွင့်ထားပါနော်စတက်ဖြစ်နေတဲ့အချိန်မှာအရေးပေါ်တစ်ခုဖြစ်လာဆိုရင် stop နှိပ်ချလိုက်ဒါနှိပ်ချလိုက်ဒါဆိုရင်စက်ကလုံးလုံးတည်သွားပြီပေါ့နော်ရက်သွားပြီလုံးလုံးရက်သွားပြီဒီကောင်မဖွင့်မချင်းဒီကောင်ဒီခလုတ်ကိုပြန်ပြီးတော့အသက်မသွန်းမချင်းစတက်နှိပ်လည်းပဲအလုံးမလုံးတော့ဘောနော်ကျွန်တော်အဲ့ဒီကောင်ကိုကျွန်တော်တို့က memory တစ်ခုအနေနဲ့ခံသုံးထားပါနော်အဲဆိုတော့ဒီအောက်ကြောင်းတွေမှာရေးလို့ရှင်လည်းပဲဒီ memory ကိုဝင်ပြီးယူရေးလို့ရမှာနော်ကျွန်တော်အဲ့လေးကိုခုအခြေခံပြန်စပြီးရေးပြန်ပါနော်ကျွန်တော်ဒါကိုအသစ်လုပ်လိုက်မယ်new project အသစ်လုပ်လိုက်မယ်ပြီးတော့စိတ်မှလာမေးဒါမစိတော့ထားရတော့မစိတော့เนาะအဲ့တော့ခုနထုံးစံတိုင်းပဲ PNC model ရွေးမယ်120 SK master ပေါ့เนาะကျွန်တော်တို့ရဲ့ထုံးစံတိုင်းအဲ့ရွေး okay နေလိုက်ပြလိုက်ဒါပုံကြီးချလိုက်ပြီးတော့သူ့ရဲ့ short key က F3 ဒီမှာတစ်ချက်နှိပ်မယ်သူ့ကိုကျွန်တော်တို့ပထမဆုံးဟွာရေးလိုက်မှာ step stop ခလုတ်ကိုရေးလိုက်မှာเนาะ step အဲ့ဒါကို P1 step မှာထားမှာမလို့ကျွန်တော်တို့ P1 လုပ်လိုက်မှာเนาะ P1 enter ပြီးတော့ short key က F4 ကအဲ့ကောင်က NC က P2 အဲ့ကောင် stop ခလုတ်เนาะအောက်ပုတ်ကကျွန်တော်ကအောက်ပုတ်ကိုသူ့ memory 1လို့ယူလိုက်မယ်ပထမဆင့်အဲ့ကောင် F9 က short key F9 short key ဆိုတော့ကောင်း memory 1ပေါ့နော်ကျွန်တော်တို့ memory 1ခု step ခလုတ်ဖွင့်လိုက်မယ်ဆိုရင် memory 1 on ပါမယ်ဆိုအတိတ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာပတ်လဲချိန်လိုက်မယ် CD ပြန်ချိန်လိုက်မယ်နော်သူ့ memory 1ပြန်ထည့်အဲ့ဒါမှတော့တပတ်ပြေမှာအဆင်ပြေမယ် okay ဒါအောင်မှကျွန်တော်တို့ကအခုဒီကောင်ရပါအောက်ပုတ်ထွက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီ memory 1အောက်ပုတ်ထွက်ပြီးဆိုတာနဲ့ဒီ PNC အောက်ပုတ်40ပေါ့နော် PNC အောက်ပုတ်40ထွက်မယ်အဲ့တော့ F9
F9 က P40 okay ဒါဆိုရင်ကျွန်တော်စတက်ရဲ့ store ရဲ့ရေးထားပြီရေးထားတဲ့နေရာမှာထပ်ပြီးတော့ခုနအရေးပေါ်ခလုတ်ထပ်ထည့်ခြင်းလေဆိုရင်ဒီကနေ right click နှိပ်ပြီးတော့ insert line ထည့်လိုက်မယ်နော်ဒီနေရာမှာကျတော့ P0 enter ပြီးတော့သူ့ကိုအောက်ဘက်အနေနဲ့က memory အောက်ဘက်က F9 memory 0လို့ပြောတယ်နော်အဲဆိုရင်သူ့ကိုဒီကောင်ကပြန်ပြီးတော့ကာပေးထားဒီကောင်ကဟိုပါဗျ NC ဒီ NC အမျိုးအစားထည့်ပြီးတော့မှဒီကောင်က memory 0 enter ဒီတိုင်းဆိုရင်စတက်မယ်သူရဲ့အနေထားတစ်ချက်ပြန်စစ်ကြည့် NC ဒီကောင် NC ကောင်က NC NO ပြီးတော့ဒီကောင်တစ်ချောင်းရေးပြီးဆိုနေဟိုဒါဆိုပြီးဆုံးသွားပြီနော်ပြီးဆုံးသွား N ENT ရဒီကောင်နည်းနည်းဟာအဲ့ဒါတစ်ချောင်းဖြတ်လိုက်ဒီတစ်ချောင်းဆွဖြတ်မယ် delete line လို့အဲ့ဒါကတ်ပါဒါကို PNC connected လုပ်တော့ဒီ PNC တဲ့ထည့် connected ရလာနော်အဲ့တော့ PNC က store mode ထား store mode ထားပြီးတော့ download လုပ် online writing PNC okay ဒါကို run မှုမှာထားမယ်စာ run ကြည့် okay yes စတက်မောင်းကြည့်မယ်စတက်ပြီး stop စတက်မောင်းထားပြီနော်စတက်မောင်းထားပြီပြီး stop စတက် stop စတက် stop ဒါဆိုရိုက်စတက်အရေးပေါ်ခလုံးနှိပ်ကြည့်မယ်နော်ကျွန်တော်စတက်ဆက်ကမောင်းနေအရေးပေါ်ခလုံးနှိပ်လိုက်မယ်လုံးတည်သွားပြီပေါ့နော်ဒါဆိုရင်အဆင်ပြေသွားပြီကျွန်တော်တို့ဒါဆိုရင်အရေးပေါ်ခလုံးကိုဘယ်လိုယူသုံးမလဲဒါဆို memory ယူသုံးရမှာနော် memory ခြံထားပါဆိုတော့ဒီအောက်ပိုင်း line တွေမှာရေးခဲ့မယ်ဆိုရင်ကျွန်တော်အရေးပေါ်ခလုတ်ကိုယူသုံးရမှာလေအရေးပေါ်ခလုတ်ကိုကျွန်တော်ယူသုံးလို့ရတယ်ဒီမှာ line တွေထည့် right click နှိပ်လိုက် right click ညာဘက် right click နှိပ်ပြီးတော့ဒီမှာရေးသွားမယ်ရေးကြိုက်ရတယ်ရေးပြီးရင်ရေးပေါ်ခလုတ်ကလေးလိုချင်တယ်ဆိုရင်ဒီကောင်လေး MN0 ကိုလာပြီးတော့ဒီမှာလာထည့်သွားနော်ကာပြီးတော့ပြန်ပြီးကာသွားဒီဗီဒီယိုဒီလောက်ပါပဲခင်ဗျဒီလောက်ဒီကအရေးပေါ်ခလုတ်တက်စင်တဲ့နီးလေးပေါ့နော်